ဒီနေ့မှာတော့အရှင်မူချံအပိုင်း9နဲ့10ကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။နောက်ပိုင်းဝိညာဉ်လွန်ပြင်တော်ထဲမှာလေ့ကျင့်ရေးစင်ကြံပွဲဟာပြီးဆုံးသွားခဲ့ပါပြီ။ပထမဆုံးအနေနဲ့လျှို့ရန်အဖွဲ့ဟာသူတို့ရလာခဲ့တဲ့ဝိညာဉ်သားရဲတွေရဲ့အမြူတွေကိုအကဲဖြတ်စစ်ဆေးခံပါတယ်။ကျင့်ကြံခြင်းအဆင့်အလယ်လက်ရှိတဲ့အစစ်နှိပ်ဝိညာဉ်သားရဲအမြူတွေ12လုံးနဲ့ကျင့်ကြံခြင်းအဆင့်နောက်ဆုံးရှိတဲ့အစစ်နှိပ်ဝိညာဉ်သားရဲအမြူတွေ6လုံးရလာခဲ့ပါတယ်没想到柳阳他们这么厉害。ဒုတိယအနေနဲ့မူချန်တို့ဘက်ကစစ်ဆေးခံတဲ့အခါကျင့်ကြံခြင်းအဆင့်အလယ်လက်ရှိတဲ့အစစ်နှိပ်ဝိညာဉ်သားရဲအမြူတွေ35လုံးနဲ့ကျင့်ကြံခြင်းအဆင့်နောက်ဆုံးရှိတဲ့အစစ်နှိပ်ဝိညာဉ်သားရဲအမြူတွေ15လုံးစုစုပေါင်းအလုံး90ကိုထုတ်ပြလိုက်တဲ့အခါကျောင်းသားတိုင်းအံ့အားသင့်ကုန်ပါတယ်整整50颗灵兽精魄，唐青儿和牧师碾压四方啊！အဲ့ဒါအပြင်ကိုမှနင်းလူဝင်ပင်ကြီးရဲ့ဝိညာဉ်လုံးအမြူတွေကိုထုတ်ပြလိုက်တဲ့အခါလုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်ကုန်ကြပါတယ်骑士，我不服，他肯定作弊了。မကြည်မနှက်ဖြစ်နေတဲ့လျှို့ရန်ကိုလျှို့မှုပိုင်ကတားလိုက်ပြီးသူတို့အဖွဲ့အစစ်ဆေးခံပါတယ်သူထုတ်ပြလိုက်တာကနင်းလူဝင်ပင်ကြီးလိုမျိုးကျင့်ကြံခြင်းအဆင့်နောက်ဆုံးလေလက်တန်းစာတားရဲ့မျိုးဆက်နှစ်ကောင်ရဲ့အမြူတွေနှလုံးဖြစ်နေပါတယ်你傻叉ဒီခါမှာတော့မကြည်မနှက်ဖြစ်နေတဲ့ခြံကိုမူချန်ကတားလိုက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ထိတ်ဆုံရတဲ့အဖွဲ့သုံးဖွဲ့ဟာဝိညာဉ်ထိန်သိမ်းစေးကိုရရှိမှဖြစ်တာကြောင့်ခြံကိုဒေါ်လာမထွက်တော့ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့လျှို့မှုပိုင်ကစကလုံးတွေနဲ့ဆက်ပြီးထင်းငေါနေတာကြောင့်မူချန်လည်းပြန်ရွက်တိုက်ပါတော့တယ်刚才忘记了，还有些灵兽精魄是放在我这里的。သူထုတ်ပြလိုက်တာကနင်းလူဝင်ပင်ကြီးရဲ့တားရဲ့အညူတီလိုမျိုးနောက်ထပ်9လုံးဖြစ်နေပါတယ်တွေးတုပ်တင်သူရဲ့လက်ကောက်ထဲမှာရန်နာပေါင်းစုံပါလာကြောင်းအခုလိုထုတ်ပြလိုက်နိုင်တာပဲဖြစ်ပါတယ်ဆီယမ်မော့ကပြဿနာကိုအကျယ်ကျယ်ဖြစ်မှာဆိုလို့လျှို့မှုပိုင်နဲ့မူချန်တို့နှစ်ဖွဲ့လုံးကိုပူးတွဲပထမပေးလိုက်ပြီးအဆုံးသတ်လိုက်ပေမဲ့တခြားကျောင်းသားတွေကတော့မူချန်တို့အဖွဲ့တာပထမရတဲ့ကြောင်းတီတူပြောဆိုနေရင်ပြီးဆုံးသွားပါတယ်စုအနေနဲ့ဝိညာဉ်ထိန်ထိန်စိတ်ကိုရန်လာပြီးနောက်မှာချာကသူနဲ့အတူမြောက်ပိုင်ဝိညာဉ်တန်တန်းချောင်းကိုပြန်ဖို့ပြောပေမဲ့မူချန်ကသူလုံးချရှိသေးတယ်ဆိုပြီးနေခဲ့ပါတယ်တကယ်တမ်းကသူဟာနှင်းလူဝင်ပင်ကြီးရဲ့ဂူစီပြန်သွားပြီးကြောက်စိန်ဝိညာဉ်တက်တီကိုတုံးပြီးတော့သူ့ရဲ့ဆန်လုံးမရဏအမှတ်ကျင့်စဉ်ရဲ့ဒုတိယအမှတ်ကိုပုံဖော်လေ့ကျင့်နေတာပဲဖြစ်ပါတယ်အနေရရှိဆုံးနေရာကအလုံးချုံဆုံးဆိုတဲ့စကားအတိုင်းပဲသူဒီမှာရှိနေတာကိုလျိုနယ်မြေကလူတွေထင်သားမှမဟုတ်သလိုတခြားလူတွေရဲ့အာရုံစိုက်ခံရမှုကနေလည်းကာကွယ်ပြီးသားဖြစ်ပါတယ်အတူထုတ်ပြောရရင်သူလေ့ကျင့်တာအောင်မြင်သွားခဲ့ပြီးဒုတိယအမှတ်ကိုပိုင်ဆိုင်သွားပါပြီတစ်ဖက်မှာတော့တွေးတုပ်တင်သူခိုးယူသွားတဲ့ပစ္စည်းကိုပြန်မရခဲ့တဲ့အကြောင်းလျိုနယ်မြေခေါင်းဆောင်လျိုချင်းထန်းကိုတင်ပေးလာပါတယ်အဲ့ဒီပစ္စည်းဟာဒန္နာရီလာသားရဲ့မျိုးစားကျူယုံငှက်နဲ့ပတ်သက်နေတဲ့အတွက်မရရအောင်ပြန်ယူလာဖို့ဒုတိယခေါင်းဆောင်လျိုကျုံးကိုအမိန့်ပေးလိုက်ပါတယ်二弟务必带回铜片。是，大哥。မူချန်တရားကိုမူနယ်မြေကိုပြန်လာတဲ့လမ်းမှာလောက်ကြံခံနေရပါပြီသူတို့မူနယ်မြေနယ်စပ်နားမှာလျိုကျုံးကခြုံကိုနေပြီးအစီရင်တိဆောက်ထားတဲ့အတွက်မူချန်ဘလောက်ပဲပြင်းနေပါစေအရှိကိုမရောက်ပဲအစီရင်ထဲမှာပဲတဝဲလေးလေးဖြစ်နေပါတယ်အဲ့ဒါအပြင်ကမှတက်ဖြတ်ရေးအစီအစဉ်တက်ဝင်လာပြီးဖြစ်တဲ့အတွက်ကြားလာနေတဲ့မူဆက်လူတွေဟာအသွားထက်တဲ့ရေခဲစူးချွန်တွေဖြစ်ပြောင်းလဲတော့ပါတယ်မူချန်ဟာအဆက်မပြတ်ကြားလာနေတဲ့ရေခဲစူးချွန်တွေကိုခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့အတွက်စီရင်ကိုဖျက်ဆီးပစ်ဖို့ကြိုးစားရပါတော့တယ်ရှောင်းသိမ်းပြေးလွှားနေရင်အစီရင်ဘိုးကိုတွေးလိုက်ရပြီဖြစ်တဲ့အတွက်ဆန်လုံးမရဏအမှတ်ကိုတုံးပြီးတက်ခတ်လိုက်ပါတယ်သူ့အသက်နဲ့ရင်ပြီးတက်ခတ်လိုက်တဲ့အတွက်အစီရင်ကိုတော့ချိုးပြလိုက်နိုင်ပေမဲ့ထပ်ရင်ဆိုင်ဖို့အတွက်ကတော့အတော်လေးခက်ခဲတဲ့အခြေအနေကိုရောက်သွားပါပြီ森罗死印ပြီးခဲ့တဲ့ဗီဒီယိုနောက်ဆုံးခန်းမှာတန်ချင်းရှမ်းကိုအကူအညီတောင်းလိုက်တာကသူပြန်လာမယ့်အချိန်ကိုမူးနေကြီးစီအတိပေးလာကြိုခိုင်းတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ရသမျှအချိန်ဆွဲထားနိုင်ဖို့ကြံစီရပါတော့တယ်ဒါပေမဲ့လျှို့ကျုံးဟာလူတက်နှုတ်ပိတ်ပြီးပစ္စည်းပြန်ယူဖို့ကြံစီထားတာကြောင့်မူချန်ကိုအတိတက်ဖို့တာလုပ်ပါတယ်杀了我不怕我爹攻打柳玉မူချန်တရားတော်မဲ့အချိန်မှာသူ့ဦးလေးကျိုးရဲ့အချိန်မီရောက်လာခဲ့တဲ့အတွက်ကံကောင်းနေလို့ပြောရပါမယ်ပြီးတော့မူနယ်မြေနောက်လိုက်တက်သားတွေပါရောက်လာပြီးဖြစ်တာကြောင့်အချိန်ကြီးမကောင်းတော့တဲ့အတွက်လျှို့ကျုံလည်းထွက်ပြေးသွားပါတယ်该死沐浴这群人都是属狗的吗သူ့အဖေနဲ့တွေ့တဲ့အခါမှာပြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပြီးပြဿနာတွေရဲ့အရင်းမြစ်ဖြစ်တဲ့တစိမ့်ပြားကိုထုတ်ပြလိုက်ပါတယ်မူဖုံစစ်စစ်ကြည့်လိုက်တဲ့အခါကျူယုံငှက်တင်းလွန်စားနဲ့ပတ်သက်တဲ့ပစ္စည်းဆိုတာသတိထားမိသွားပါတယ်တေချောင်းလို့သူ့ရဲ့ဝိညာဉ်သားရဲကိုထုတ်ပြီးစစ်စစ်ကြည့်တဲ့အခါမြေကဘာစစ်နံပါတ်17နေရာမှာရှိတဲ့ကျူယုံငှက်ဖြစ်နေကြောင်းခိုင်မာသွားစေပါတယ်ဘယ်လိုမျိုးလဲဆိုရင်မူဖုံပိုင်ဆိုင်ထားတဲ့ဝိညာဉ်သားရဲဟာမြေကဘာအဆင့်85နေရာမှာရှိတဲ့မိတောင်နံကသိငယ်ဖြစ်ပြီးဒစိမ့်ပြားလေးတစ်ခုနဲ့တောင်မှသူ့ကိုကြောက်သွားအောင်လုပ်နိုင်တဲ့အတွက်ဖြစ်ပါတယ်ပြီးတာနဲ့ဒစိမ့်ပြားလေးကိုဝိညာဉ်စွမ်းအားထည့်သွင်းကြည့်လိုက်တဲ့အခါတဲလွန်စားတွေဟာရုံလုံးပေါ်လာပါတယ်ကျိုယိုးငှက်ကသူစင့်ကဲပြောင်းလဲဖို့အဆင့်သက်တာမှာကြာရှုံးခဲ့တာဖြစ်ပြီးအဲ့ဒီနေရာဟာလေဒီမြောက်ပိုင်းဝိညာဉ်နယ်မြေကြီးရဲ့တာမြင့်နေရာလို့သတ်မှတ်ထားကြတဲ့
မဟူယာကျောင်းနဲ့ဆိုတဲ့နေရာဖြစ်နေမှန်ကျိုးရဲကတတိထားမိသွားပါတယ်။ဟီယိုနေမီကကျိုးယုံငှက်အားနေနေတာကိုအခွင့်ကောင်းယူပြီးတိမ်ပိုက်ချင်နေမှန်တိသွားတယ်လို့အကယ်၍ဟီယိုနေမီတာကျိုးယုံငှက်ကိုရလိုက်လို့ဒီထက်အင်အားကြီးလိုက်ရင်ပထမဆုံးဝမ်းမြုပ်ခံရမယ့်နေမီဟာသူတို့မူးနေမီဖြစ်တဲ့အတွက်ကျိုးယုံငှက်ကိုတွားလူဖို့ပြင်ဆင်လိုက်ပါတယ်။မူချန်ကသူ့ကိုပါခေါ်သွားဖို့ပြောပေမဲ့သူ့အဖေကတော့မဟူယာကျောင်းနဲ့ဟာအန်ရများလွန်းတာကြောင့်ခရီးမထောက်ခင်အချိန်အတွင်းဝင်းနဲ့လှုပ်ရှားမှုနောက်ဆုံးအဆင့်ရောက်နေမှသာခေါ်သွားမယ်ဆိုပြီးပြောပါတယ်။ပြီးတော့ဝင်းနဲ့အစီရင်လမ်းစဉ်ကိုမူချန်စိတ်ဝင်စားမှန်းသိတဲ့အတွက်လေးလာလို့ရအောင်နေရာတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီနေရာဟာတခြားမဟုတ်ပဲသူတို့မိနေမြေစွာတိုးမြင့်နိုင်ဖို့အတွက်အစစ်နဲ့ဝင်းနဲ့စုစည်းမှုအစီရင်တည်ဆောက်နေတဲ့နေရာဖြစ်ပါတယ်။အဲ့ဒါကိုအကောင့်တွေဖော်ပေးနေတဲ့သူကအစင်တစ်ဝင်းနဲ့အစီရင်ဆရာဝန်လင်းဖြစ်ပါတယ်။သူကအစီရင်တည်ဆောက်ရမှာလိုအပ်တဲ့ဝင်းနဲ့ချိတ်ကိုပြုလုပ်နေပါတယ်။အဲ့ဒါကိုမူချန်မြင်တဲ့အခါဆန်လုံးမရနာအမှတ်ပုံဖော်တာနဲ့ဆင်တူနေတဲ့အတွက်ဆန်လုံးကြည့်မယ်ဆိုပြီးလုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲအစီရင်ဆရာဝန်လင်းကလိုအပ်တဲ့အခြေခံအဆင့်တွေလှုပ်ဆောင်ပြီးသွားပြီဖြစ်တဲ့အတွက်မူဖုန်းကိုနှုတ်ဆက်လိုက်ပါတယ်“阵法的准备工作差不多了，文令先生辛苦了。မူချန်ကိုတွေ့တော့သူ့ရဲ့သားဖြစ်ကြောင်းပြောပြလိုက်ပြီးအမြင်ကျအောင်လို့ဒီနေရာကိုခေါ်လာတဲ့အကြောင်းနဲ့ဝန်လင်းလို့တလို့ဝင်းညင်ချိတ်ကိုဆန်လုံးကြည့်နေတာဖြစ်ကြောင်းရှင်းပြပါတယ်။ဝန်လင်းကတော့ဝင်းညင်အစီရင်ပညာကိုမတင်ယူဘူးရင်အစီရင်ချိတ်ဟာဘေးကနေကြည့်ုံနဲ့ဖန်တီးလို့ရတဲ့အရာမဟုတ်ကြောင်းပြန်ပြောလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲမူချန်ဟာအောင်မြင်မြင်လုပ်ပြလိုက်နိုင်ပါတယ်老爹，我成功了。ဝန်လင်းလည်းအောင့်သွားပြီးနောက်ထပ်တွေလောက်ခံကြည့်ပေမဲ့မူချန်ရဲ့လုံနိုင်စွမ်းဟာငါးခုမြောက်မှတင်ရပ်တန့်သွားပါတယ်။မူချန်ရဲ့ပါရမီရှိမှုကိုမြင်တဲ့အတွက်သူ့ရဲ့ဆရာမဖြစ်နိုင်ရင်တောင်လမ်းပြဦးဆောင်သူဖြစ်စေရမယ်ဆိုပြီးမူချန်လေ့ကျင့်နိုင်ဖို့အတွက်အစီရင်လမ်းညွှန်မြေပုံတွေကိုထုတ်ပေးပါတယ်穆少主就先拿他们练手吧。နောက်တစ်နေ့မှာတော့မူချန်ဟာဝင်းညင်လှုပ်ရှားမှုနောက်ဆုံးအဆင့်ရအောင်ကျင့်ကြံနေတယ်လို့ဝင်းညင်အစီရင်ပညာကိုလည်းအချိန်ရရင်ရတယ်လို့လေ့လာလိုက်စားနေပါတယ်အဲ့ဒီလိုနဲ့ခီးထွန်းရမယ့်အချိန်ရောက်ရှိလာပါတယ်မူဖုန်းကမူချန်အဆင့်မတက်နိုင်သေးတဲ့အတွက်နေခဲ့ခိုင်းဖို့ပြောခိုင်းလိုက်တဲ့အချိန်မှာပဲမူချန်ရောက်လာပါတယ်နောက်ဆုံးမှာတော့ဝင်းညင်လှုပ်ရှားမှုနောက်ဆုံးအဆင့်ကိုထိုးပေါင်းလိုက်နိုင်ပြီဖြစ်တာကြောင့်လက်ခွင့်ရသွားပါတယ်မဟူယာကျောင်းတက်ကိုခြေချလိုက်တဲ့အခါကင်းထောက်တွေရဲ့ပြောစကားအရဟျိုနေမီကအရင်ရောက်နေပြီဖြစ်တဲ့အတွက်ထိတ်တိုက်ရင်ဆိုင်ရမယ့်အခြေအနေမှာရှိတယ်လို့အဝင်လန်းတော်ဟာလည်းအစိမ့်ငွေတွေနဲ့ပြည့်နေပါတယ်အစိတ်ဖြည့်စည်းတာကြိုတော့မထားရင်ဝင်းညင်ကွင်းနောက်ဆုံးအဆင့်ဆိုရင်တောင်တည်တော်နိုင်တဲ့အတွက်ကြားရောက်လာနိုင်ချေရှိတဲ့အန်ရီတွေကိုတတိထားဖို့မှားနေတော့မှာပဲအခုငွေတွေကြားကနေလူတစုကိုတွေ့လိုက်ရပါတယ်什么时候你也喜欢藏头露尾了？你的鼻子还是那么灵。ပြောလို့မဆုံးခင်မှာတဲ့ဟျိုနေမီနဲ့မူးနေမီထိတ်တိုက်တွေ့ကြပြီဖြစ်ပြီးဘာဆက်ဖြစ်မလဲဆိုတာကိုတော့နောက်ဗီဒီယိုနဲ့ကြာမှဆက်လက်ပြီးတင်ဆက်ပြီးတော့ပါမယ်လို့ပြောကြရင်အရှင်မူချန်အပိုင်း9နဲ့10 storytelling video တင်ဆက်မှုကိုဒီမှာပဲရနိုင်လိုက်ပါတယ်ခုလို storytelling video လေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးပဲ stay tuned ပါ